စိတ်ကူးရင်ဆိုတာလူတိုင်းလုပ်လို့ရပါတယ်လူတိုင်းမှာလည်းသူတို့ဝါသနာသူတို့စိတ်ကူးနဲ့သူတို့ရှိကြရပါတော့အားငါတတိဖြစ်ချင်တာငါအဆူတော်ဖြစ်ချင်တာငါရုပ်ရှင်ဒရိုက်တာဖြစ်ချင်တာငါဘာဖြစ်ချင်တာညာဖြစ်ချင်တာပါဆိုပြီးတော့ဟိုလူအားကြဒီလူအားကြနဲ့ဒါပေမဲ့ကိုဖြစ်ချင်ဘလောက်ပဲရှိနေကိုအားကြရတယ်ဘလောက်ပဲရှိနေကိုလက်တွေ့မလုပ်ကြည့်တဲ့ရွေးငါမှာတော့ငွေကြီးအခက်ခဲရှိနေတယ်လို့ငါစီမံပြည့်တယ်ငါမအားတယ်ငါဘာဖြစ်လို့ညာဖြစ်လို့ဆိုရက်အကြောပြချက်နဲ့အခြေဆွဲနဲ့အခြေဆွဲဟာကိစ္စမရှိပေမဲ့အဲ့လိုအခြေဆွဲနေရင်လည်းပဲတော်လေးနီးလောက်ကြာသွားခဲ့ရင်ဒီပုံဒီပဲဆက်ဖြစ်နေခဲ့ရင်ကျွန်တော်မောင်းရပါကျွန်တော်လည်းအိမ်မဲတွေဝါသနာရှေ့လူငယ်တယောက်ပေါ့ဝါသနာရဲ့အိမ်မဲရှေ့လို့ပြောရဲကျွန်တော်လည်းခုနပြောသားသလိုအကြောင်းပြချက်အမျိုးမျိုးပေးပြီးတော့နော်ကိုအခြေဆွဲနဲ့ဒီကြားတဲ့လင်္ကာလာတော့ကျွန်တော်ဘာမှမလုပ်ဖြစ်လိုက်ဘူးနော်ဒီလင်္ကာလာအတွင်းတာကျွန်တော်ဝါသနာပါတစ်ခုပုံမှန်လုပ်နေခဲ့ရင်တနေ့ကျွန်တော်လည်းအခြေဖြုံးတောက်ဆိုင်ဘာလို့ရမှန်းမသိရနဲ့ကျွန်တော်ခုဒီဗီဒီယိုလေးကျွန်တော်ရိုက်လိုက်ရခြင်းဖြစ်ပါတယ်ဒီဗီဒီယိုရိုက်ဖို့တဲ့မှာကျွန်တော်ဘာမှထွေထူးပြင်ဆင်ထားရှိရတော့မှာဗီဒီယိုရိုက်ခဏကင်မရာကောက်ထောင်လိုက်ကိုပြောချင်ရှိစိတ်နဲ့ကြိုတွေ့ထားလောက်ရှိရပါတော့လူအများစုမှာကိုဖြစ်ချင်တဲ့ဝါသနာတွေအိမ်မက်အများကြီးရှိပေမဲ့လက်တွေ့အသုံးချကြဘူးလက်တွေ့အကောင့်ထဲမှာပေါ်ကြဘူးအောင်မြင်ပြီးသားသူတွေလောက်ပဲကြည့်ရင်အားကြရင်ကိုတိမ်ငယ်နေရတော့ကိုရဲ့နေရာနေမရွေးပဲနေရာဟောင်းမှာတုံရင်ဖြစ်နေရတော့ကိုလက်တွေ့လိုက်လုံးကြည့်လိုက်တိုင်းတပတ်နှစ်ပတ်ထဲပုံမခံရတော့အဲ့ဒီထဲမှာကျွန်တော်လည်းအပါဝင်ပါတော့ကျွန်တော်ဆိုလည်းဖြစ်ချင်တဲ့ဝါသနာတွေအိမ်မဲတွေအများကြီးရှိရတော့မှကိုဘူးမဆောင်နိုင်ဘူးအချိန်ကိုအကျိုးရှိအသုံးချတတ်ဘူးခါကျွန်တော်ခွင့်ရအများရှိအောင်မှာပါတော့ကျွန်တော်လက်တွေ့အသုံးချနိုင်မယ်နဲ့လမ်းပြောင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပိတ်မိနေခဲ့တယ်ပေါ့ကိုလည်းတားရုပ်ထွက်ခြင်းမဲ့ရုပ်ထွက်ခက်ခဲနေရတယ်ပါဒါပေမဲ့အခုကစားလို့ကျွန်တော်ကိုပုံမကောင်းတဲ့လူငယ်တယောက်ဖြစ်အောင်ကျွန်တော်ကြိုးစားကြည့်မယ်အခုလက်ရှိအကျင့်ဆိုလဲကျွန်တော်အတန်းနိုင်ဆုံးပြင်ဆင်မယ်အချိန်ကိုအကျိုးရှိအသုံးချကြည့်မယ်ဝါသနာကိုပို့ပြီးလေးလာကြည့်ပါမယ်အများကြီးမတွားနိုင်သေးရင်တော့ဖြည်းမှန်နဲ့ကျွန်တော်တွားကြည့်မယ်တပတ်ကိုအနည်းဆုံးဗီဒီယိုနှစ်ပုတ်လောက်ကျွန်တော်ဖန်တီးတွားကြည့်မယ်ပေါ့နော်အားပေးကြဖို့လည်းညှော်လင်းပါတယ်ကျွန်တော်ရဲ့ဝါသနာတွေကို email တွေကို account ထဲပေါ်နိုင်တော့တဲ့နေ့ကျတော့ကျွန်တော်ဒီဗီဒီယိုလေးကျွန်တော်ပြန်လာကြည့်ပြမယ်ဖြစ်တယ်နောက်10နှစ်လောက်ကြာရင်ကျွန်တော်တို့ဘာဖြစ်နေမလဲဆိုတော့မသိနိုင်ပေမဲ့အဲ့ချိန်မှာဖြစ်နေမဲ့အချိန်တွေကိုကျွန်တော်သိရှင်မိကျွန်တော်အကောင်းဆုံးရှောင်းလန်းသွားကြည့်မယ်အကောင်းဆုံးဖြစ်ရမယ်လို့တော့မဆိုလို့ပေမဲ့ကိုကြိုးစားပြီးစီကန်းရှိလူငယ်တယောက်အနေနဲ့ပဲကျွန်တော်ကိုမြင်ချင်တယ်ကျွန်တော်လည်းရင်းကျဲလူတယောက်ဖြစ်အောင်ကြိုးစားနေပါတယ်ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာကျွန်တော်တို့စီကန်းရှိသူတွေပါလို့ရှိရင် comment မှာ
ဝင်လာခဲ့လို့ရပါတယ်ဆိုတော့ဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲနားလိုက်ပါမယ်အဆုံးထိကြည့်ခဲ့လူပါခဲ့ရင်လည်းအဲ့လူတွေကျွန်တော်ကျေးဇူးတင်ပါတယ်